မှာကိုယ့်ရဲ့ဓာတ်ပုံကိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဗီဒီယိုပုတ်ကိုပဲဖြစ်ဖြစ်တမူထူးခြားပြီးတော့ကြည့်တဲ့သူတွေကိုပို့ပြီးတော့ဆွဲဆောင်မှုရှိစေမယ် black and white အဖြူအမဲ color လေးနဲ့ဘယ်လိုရရမယ်ဆိုတဲ့အကြောင်းလေးကိုပြောပြပေးပါမယ်။ဒီဆောင်အပေါင်းလေးကိုနှိပ်လိုက်မယ်ပြီးရင် gallery တွေကိုသွားလိုက်မယ်ကိုယ့်ရဲ့ gallery ထဲမှာရှိတဲ့ဓာတ်ပုံတစ်ပုံကိုပဲဖြစ်ဖြစ်ဗီဒီယိုတစ်ပုဒ်ကိုပဲဖြစ်ဖြစ်ယူလိုက်ပါယူပြီးပြီဆိုလို့ရှိရင်ဒီနားလေးမှာရှိတဲ့ edit clock လေးကိုနှိပ်လိုက်ပါနော်နှိပ်ပြီးပြီဆိုရင်ဒီဘေးဆုံးလေးကိုနည်းနည်းဆွဲလိုက်မယ်ဒီမှာ filter ဆိုတာလေးရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်မယ်နော်ပြီးရင်ဒီအပေါ်ကစာတန်းကိုလည်းဘေးဆုံးထိဆွဲလိုက်မယ် BMW ဆိုတဲ့စာလေးကိုနှိပ်လိုက်မယ်ဒီမှာပါဒီထဲမှာအဖြူအမဲ color လေးရှိပါတယ်အဲ့ဒီက color တစ်ခုကိုရွေးလိုက်မယ်ဒီအောက်ကအတန်းလေးကလေဒီလိုဘေးဆုံးထိဆွဲလိုက်တယ်ဆိုလို့ရှိရင်original color လေးဖြစ်သွားပါတယ်เนาะကိုလိုချင်တဲ့အတိုင်းညှိယူပြီးတော့နားမှာရှိတဲ့အမှန်ချစ်လေးကိုနှိပ်လိုက်ပါဖွင့်ပြမယ်เนาะကဲ black and white color လေးနဲ့လှလှလေးတင်လို့ရတယ်ပြီးဒီနေရာမှာရှိတဲ့မြားအနီလေးကိုနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုရင်ဒီမှာပို့ဆိုတာကိုနှိပ်ပြီးတော့တင်လို့ရပါပြီ